Victoria မှာနွေရာသီဟာပူပြင်း6သွေးတဲ့ရာသီဥတုနှင့်မိဘေးအန္တရာယ်ကိုတိုးမြင့်လာစေနိုင်ပါတယ်။ကိုနဲ့ကိုချစ်ရတဲ့သူတွေကိုလုံခြုံအောင်ပြင်ဆင်ထားပါ။မိဘေးအန္တရာယ်မစတင်မီရေမြောင်းများမှတိရွက်များနဲ့အပြက်အစီးများကိုရှင်းလင်းပြီးမြစ်ပင်များကိုတိုးအောင်ထားခြင်းဖြင့်သင့်အိမ်ကိုပြင်ဆင်ပါ။သင်နေ့စဉ်သွားနေသည့်နေရာနှင့်သို့မဟုတ်သင်သွားနေသည့်နေရာအတွက်မိအန်ဒီရဲ့အဆင့်ကိုစစ်ဆေးပါသင်လုံနိုင်သည်နှင့်မလုံနိုင်သည့်အရာကိုလည်းစစ်ဆေးပါအန်ဒီရဲ့များတဲ့နေ့တွေမှာတတိရှိနဲ့မိရဲ့အစီအစဉ်ကိုသိပါမိအိမ်ကမြက်ခင်းပြင်မှာမိလောင်ရင်လမ်းနလန်းပြန်လျှောက်ပြီးမိသားတပ်ဖွဲ့ကိုဖုံးခေါ်ပါမိစီဘယ်တော့မှမသွားပါနဲ့အချိန်နှင့်တပြေးညီသတိပေးချက်များနှင့်အချက်လက်များအတွက် VIC Emergency App ကို download လုပ်ပါအရေးပေါ်အခြေအနေအမျိုးမျိုးအတွက်ပြင်ဆင်ရန်နှင့်ပြင်ဆင်ရန်အချက်လက်များပါရှိပါသည်၎င်းတွင်သတိပေးချက်များကိုလက်ခံရန်နှင့် Think Area အတွင်းအရေးပေါ်အခြေအနေများကိုကြည့်ရှုရန်ရွေးချယ်ခွင့်တစ်ခုပါဝင်သည် VIC Emergency App မှာပေးပို့နိုင်သည့်သတိပေးချက်များအမျိုးမျိုးရှိသည်သတိပေးချက်ကိုဖပြီးသင်ပေးကင်းစေရန်အတွက်ညွှန်ကြားချက်များကိုဂရုတစိုက်လိုက်နာပါမိသားသမားတွေကမိကိုတစ်နှစ်ပတ်လုံးပေးကင်းအောင်ကူညီပေးဖို့ဒီမှာရှိပါသည်နောက်ထပ်အကြံပြုချက်များအတွက် cfa.vic.gov.au and frw.vic.gov.au သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်